အင်္ဂလန်ပွဲဥထွက်အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာတဲ့အာဆင်နယ်ကောင်လေးအာဆင်နယ်နောက်ခံကစားသမားမန်လူးဝစ်စကယ်လီဟာအင်္ဂလန်ပွဲဥထွက်ဖြစ်အေဘေနီယာနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာဂိုးသွင်းနိုင်ခဲ့တာကြောင့်စံချိန်တစ်ခုစိုက်ထူလိုက်ပါတယ်စကယ်လီဟာပွဲရမိနစ်20မှာဘယ်လင်ဟန်ရဲ့လှပတဲ့ဖန်တီးမှုကနေဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်အာဆင်နယ်ကောင်လေးဟာအသက်18နှစ်186ရက်နဲ့မန်ယူတိုက်စစ်မှုမာကာရက်ဖိုရဲ့စံချိန်ကိုကျော်ဖြတ်ကာအင်္ဂလန်ပွဲဥထွက်အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာပါပြီရက်ဖိုဟာ2016မေကဩစတြေးလျနဲ့ပွဲမှာအသက်18နှစ်209ရက်နဲ့စံချိန်တင်ခဲ့တာဖြစ်ပါတယ်။စကယ်လီဟာအေဘေးနီးယားနဲ့ပွဲမှာပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုလည်းစုခူးခဲ့ပါတယ်။သူ့အတွက်ပြီးခဲ့တဲ့6လတာကလိုချင်တဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာတယ်လို့ပြောရမှာပါ။အာဆင်နယ်အသင်းနဲ့ပရီးမီးယားလိပွဲဥထွက်ကစားခွင့်ရခဲ့တဲ့အပြင်မန်စီးတီးနဲ့ပွဲမှာပထမဆုံးပရီးမီးယားလိကိုတွင်းဝင်နိုင်ခဲ့ပါတယ်။ချန်ပီယံလိပြိုင်ပွဲပိုးထုတ်ခွင့်လည်းရခဲ့ပြီးအာဆင်နယ်အသင်းမှာပုံမှန်နေရာရလာပါတယ်။နီးပြတူချေရဲ့ပထမဆုံးဆင့်ခေါ်ခြင်းခံရပြီးအင်္ဂလန်ပွဲဥထွက်မှာတမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့တာပါ။စကယ်လီဟာအာဆင်နယ် U21 အသင်းနဲ့၄ပွဲပထမအသင်းကြီးအတွက်26ပွဲကစားထားပါတယ်။အသက်18နှစ်ပဲရှိသေးတာကြောင့်အတွေ့အကြုံပိုင်းလိုအပ်ချက်ရှိနေပေမဲ့စကယ်လီဟာတစ်ချိန်ချိန်မှာအင်္ဂလန်အသင်းကြီးရဲ့ Star Player ဖြစ်လာနိုင်ပါတယ်။ The spice of life.